ပန်းသီး vinegar နဲ့ပတ်သက်ပြီးတော့ဒီတိုင်းတောက်တယ်ဆိုရင်ကျန်းမာရေးအတွက်အဆင်ပြေနိုင်လားဆိုပြီးတော့မေးလာတဲ့မိကုံပေါ့နော်ကျွန်တော်ဒီဘက်ခေတ်မှာဒီလိုဖြည့်ဆွတ်ဆေးဝါးတွေဖြည့်ဆွတ်စာတွေပေါ့နော်အရန်ခေတ်စားတယ်လူတွေကလည်းကျန်းမာရေး knowledge တွေများလာတယ်များကိုယ့်ကိုယ်ကိုတောက်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီပန်းသီး vinegar နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီမှာနည်းနည်းလေးရှင်းပြပါမယ်အဲ့တော့ပန်းသီး vinegar ဘာအတွက်ကောင်းလဲလို့မြင်နေဒီကနေ့ကျတော့ပန်းသီး vinegar ကိုဘယ်ယောဂအတွက်တော့ဘယ်လိုတောက်ပါဆိုပြီးတော့လုံးဝတိတိကျကျဖော်ပြလာတာတော့မရှိဘူးသို့တော့တချို့တော့လေ့လာမှုတွေမှာပန်းနီး vinegar အကျိုးရှိတယ်လို့တော့ပြောတာရှိတယ်ပေါ့နော်အဲ့တော့ပန်းနီး vinegar နံပါတ်1ကကျွန်တော်သွေးထဲမှာရှိတဲ့တကြားဓာတ်တွေထိန်းတဲ့နေရာမှာအရေးပါတယ်လို့ဆိုတယ်အထူးသဖြင့်တော့ကျွန်တော်စီးကြိုအကျိုးဖြစ်နေတဲ့လူတွေစီးကြိုဖြစ်နေတဲ့လူတွေပေါ့နော်ဒီလိုလူတွေကအစာမစားခင်ဂစီဓာတ်တွေမစားခင်ပေါ့နော်အချိုတွေမစားခင်မှာဒီပန်းနီး vinegar လေးတောက်လိုက်ရင်အဆင်ပြေတယ်ပေါ့နော်တကြားဓာတ်တွေကိုထိန်းနိုင်တယ်ဆိုပြီးတော့ပြောကြတယ်တချို့ကျတော့သွေးထဲမှာရှိတဲ့အဆီဓာတ်တွေပေါ့နော် low density lipoprotein လို့ခေါ်တဲ့မကောင်းတဲ့အဆီတွေပေါ့လေအဲ့လိုပဲမှတ်ပါနော်ဒီကနေ့ကျတော့အသားဓာတ်ပေါ့ protein ကျွန်တော်တို့ဒီနှလုံးသွေးကြောကျဉ်တာတို့နှလုံးသွေးကြောပိတ်တာတို့လေဖြန်းလေဖြတ်တာတို့ဒါတွေကိုဖြစ်စေတယ်ပေါ့နော်အဲ့တော့အဲ့ဒီ LDL ကိုလည်းကျစေတယ်လို့ဆိုတယ်တချို့ကျတော့ဝေးကြဖို့အတွက်ဒီ apple တနိခါကိုသုံးကြတယ်ဒါပေမဲ့သူ့ကိုတောက်ရုံနဲ့တော့ဝေးကြတာတော့မဟုတ်ဘူးသို့တော့ကျွန်တော်လေ့ကျင့်ခန်းလုပ်တယ်ခုနပြောလို့ပေါ့နော်အစာရင်ဦးလမ်းကြောင်းနဲ့ပတ်သက်ပြီးကျန်းမာရေးအတွက်တော့ဖြည့်ဆွတ်တဲ့အနေနဲ့ပေါ့နော် support တဲ့အနေနဲ့တောက်ရင်တောက်လို့ရတယ်တချို့ကျတော့သူ့ကိုတောက်ရင်ကျွန်တော်တို့ bite ထဲမှာလီကယ်တာတို့အစာမကြေတာတို့ဒါမျိုးတွေတက်တာစေတယ်ပေါ့နော်အဲ့လိုမျိုးလည်းပြောကြတယ်ဝန်းချုပ်တာတွေကိုလည်းတက်တာစေတယ်လို့တော့ပြောတယ်သို့တော့အရင်ကြီးမဟုတ်ဘူးเนาะသူကနည်းနည်းလေးပဲဒါပေမဲ့အရေးကြီးတာကဒီပန်းသီး vinegar ဆိုတာ acid အမျိုးအစား acid အမျိုးအစားတော့ကျွန်တော်ဒီတိုင်းတောက်လိုက်ရင်ဘာဖြစ်လဲဆိုတော့ဒီပါးစပ်ထဲမှာရှိတဲ့ဒီသွားကိုအုပ်တာတွေကျွေးသွားတွေရှိတယ်အဲ့ဒီဟာတွေပြတ်သွားတတ်တယ်နော်ပြတ်သွားတယ်တချို့ကျတော့လေဘင်းမှာပေါ့လေဘင်းမှာပူပြီးလောင်တာမျိုးတွေဖြစ်တတ်တယ်ပြီးတော့အစာရည်နဲ့ပတ်သက်ပြီးအစာရည်ရောင်တဲ့အစာရည်မှာအနာရှိတဲ့အစာရည်လေချင်ပြန်တဲ့ယောဂတွေဒီလိုရှိတဲ့လူတွေရင်ပူတတ်တဲ့လူတွေကမတောက်တင်တောက်လိုက်တာလည်းဒုက္ခရောက်တယ်ပေါ့နော်နေရတာအဆင်ပြေဘူးဖြစ်လိမ့်မယ်အဲ့တော့အဲ့လိုမျိုးတွေမဖြစ်ရအောင်ဆိုပြီးကျွန်တော်တို့ကဘာလုပ်လဲဆိုတော့တောက်ချင်တဲ့ဘာဆိုရင်ကျွန်တော်ရေလေးနဲ့ချဲပြီးတောက်ခိုင်းတယ်ဆက်ဆက်တောက်မယ်ဆိုရင်ကျွန်တော်လက်ဖက်ရည်စုံတေးသေးလေးပြီးတော့ရေဖန်ခွက်တစ်ခွက်မှာရောပြီးတော့ဖြော်ပြီးတော့ကျွန်တော်တို့အရာကတိတ်မကောင်းဘူးဆိုရင်လည်းပြားရည်လေးတစ်စုံထည့်ပြီးတော့တောက်တာမျိုးတော့လုပ်လို့ရတယ်အဲ့တော့တောက်နေတဲ့နေရာမှာအဆင်ပြေတယ် okay တယ်နည်းနည်းတိုးတောက်ချင်တယ်ဆိုရင်တော့ကျွန်တော်ခမင်းစားသွင်းတဲ့တစ်စုံတစ်နေ့တော့ကျွန်တော်ဒီရေခွက်မှာချဲပြီးတော့ပဲတောက်ပြီးချင်ပါတယ်ဒီတိုင်းတောက်တာတော့မကောင်းပါဘူးเนาะအဲ့တော့အထူးသဖြင့်တော့အစာမစားမိခင်ကိုတောက်ပြီးတော့အဲ့လိုချဲပြီးတောက်ပြီးတော့အစာစားလေးရှိကြတယ်ပေါ့เนาะအဲ့လိုလေးလုပ်ကြည့်ပါကြိုးရှိလိမ့်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်